ဆက်လက်ပြီးမှကျွန်တော်ကိုပြောအမြဲတမ်းစတဲ့ကိုမျိုးကြီးကိုကျွန်တော်တချင်းတပုတ်အတူဆိုဖို့ဖိတ်ခေါ်ပါတယ်ကိုမျိုးကြီးကျွန်တော်တို့အထူးဧည့်သည်တယောက်ခေါ်ထားပါတယ်သူကတော့ကျွန်တော်တို့ကိုအကော်ဒီယန်ကူညီတီးပြပေးမယ်ကိုပညာနိုင်ဖြစ်ပါတယ်ခင်ဗျာကျွန်တော် special guest笑多久？音乐累吗？来唱多年。眼泪如素颜，不过你把的，他被美丽，不过他不会。红颜摇泪，他也给，伤悲他也。要归比归。